မော်ခက်ခီကျွန်တော်မှရှက်တီနဲ့အတူဂျော်ဒန်လူမျိုးတောက်လျှောက်ပဲဆွဲတက်လာတယ်အဲဟာရီရီပဲတောက်လျှောက်ပဲမြပြန်မခံစကြောင်ထပ်ပြီးတော့ကြော်လာတယ်ရာရာသင်းမဲ့စီရင်တင်မဲ့ညာကြနေပဲတောက်လျှောက်ဆွဲတက်လာတယ်အေးရဝင်လာပြီးစီရာတင်မဲ့အလဲဖြတ်ဖို့ကြိုးစားတယ်မလို့သေးဘူးများနီဘောတင်မဲ့ရှီကိုတိုက်ကန်ပို့ပေးထားပြန်ပြီစီရီယာတင်ရဲ့အခန်းစစ်ကပဲဂျီဆင့်ဖြစ်ပါတယ်နီဘောတင်မဲ့အေးရဖြတ်ဖို့ပေးလာတယ်စီရီယာတင်ရဲ့ကိုသမားပဲပုတ်ထုတ်ထားတယ်များနီဘောတင်မဲ့အဝင်နဲ့လှန်ကန်ဖို့ကြိုးစားပြန်ပြီုံနဲ့ပြတ်တာပေးနေတာဖြစ်ပါတယ်စီရီယာတင်မဲ့အခွင့်အရေးကောင်းပဲများလက်ကန်ပြီဂိုးပြီများပြိုင်ဘက်နီဘောခန်းစစ်ချောင်းရဲ့အနေငယ်မထင်မှတ်တဲ့အမှားတစ်ခုကနေအပိုင်အဆုံးချပြီးတော့စီရီယာဆောင်လိုက်ပြီးဖြစ်ပါတယ်ဟောပါတယ်ကိုညင်ချင်းဆိုရေရဥဆောင်ကိုစတင်ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်နီဘောတင်ရဲ့ခန်းစင်းတဲ့အပြောင်းတစ်ခုကိုတော့စတင်ပြီးတော့ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်နီဘောတင်ပဲရှေ့ကိုထပ်ပေးတာနဲ့တောက်လျှောက်လိုက်နေတယ်အချိန်မှာတော့ပေးဖို့မှုကလိုရအောင်မရောက်ခဲ့ဘူးများစီရီယာတင်ပဲအလဲကျောမှာပဲချင်းနေကြည့်နေတယ်ရှေ့ကိုမျောပေးတာတယ်လူမကြုံသေးဘူးများတောက်လျှောက်ပဲလူချွတ်ပဲလှပ်ပိတ်ပြီခေါ်ပြန်ပြီများအစစ်အနေငယ်ဖီအားများနေခဲ့လို့ဆိုရမှာဖြစ်ပါတယ်သူတို့ရဲ့မရေရာမတိကျတဲ့ကျွန်တော်မ10မိုဟာမက်အချဆန်ကိုသမားရဲ့ဘက်ခိုးတောင်းကိုတော့အသာရဖိတ်သွင်းပြီးတော့ဒုတိယမြောက်ဥဆောင်ကိုတော့စပြီးတော့ထပ်ပြီးတော့အသွင်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ကိုဆက်ဝရန်ရေမျက်စိတမိတ်တွင်းမှာပဲစီတာတင်ရန်ခက်စပိုင်းလူဝဲချက်တွေတော်တော်လေးများပေးပြီးပြုတ်ထားတယ်များလူပေးမှားတယ်များကွင်းလျာမူစတာဘာမျောတော့ပေးတယ်အဖာအတာကီကန်နေညာကျန်ကအဖာတာကီဖြစ်ပါတယ်ဒီဘောတင်းနေနဲ့ပွဲစားမှာလုံခြုံတိုက်စစ်စင်ကစားခဲ့ပြီးတော့ရလာပြန်မြလူချွတ်ပဲခင်ဗျအဟာရီပဲမျိုးတို့ပေးထားတယ်အဖာတာကီပြန်မျိုးတို့ပေးတယ်ဒီမှာရဲ့ခွင့်ရည်ဖြစ်ပြန်လဲပေးခဲ့ရပြီးတော့ဒီချီကနေပဲ3-9ပြခွင့်ပြုလိုက်ဖြစ်ပါတယ်ဒီချီလည်းကန်နေကိုပြီခင်ဗျစီရီယာတင်ဒီချီမှာလဲတတိယမြောက်ဦးဆောင်ကိုရရှိသွားခဲ့ပြန်ပြီလဲဖြစ်ပါတယ်ခုနခွင့်ရရခဲ့တဲ့ effort ခံစားစားမရဲ့ကြာနားလည်မှုကတော့ဒီဘောတင်ရဲ့ခန့်စစ်ဒီချိန်မှာလည်းအနေငယ်ဖီအားများနေခဲ့တဲ့အနေထားမျိုးတွေတော့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။စီရီယာတင်ရဲ့ဘယ်ချမ်းကနေဖေးဖို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့အေးရထဲမှာချိန်သားကအဆုံးဟာရီရီလှန်ကန်နေ။ဘောလီပေးထားတယ်။အရှရီညာချမ်းကိုဘောလုံးဖြတ်မိတာအမြ။အဖတကီစီရီယာတင်ညာတဲ့သားမှာအဖတကီအေးရတော့ဖန်နေပြတယ်အရှရီကန်နေ။ဒီတော့ကနေပေးထားတယ်။စီရီယာတင်မဲ့ခေါင်းဦးတယ်ခင်ဗျာဒီဘောတင်မဲ့ဘောလုံးပြန်ရတာအဟာရီရလာတယ်မဲ့အဟာရီကန်နေချက်လှည့်ပြီးတော့ဘယ်ချီနဲ့ဝေးရနေဆုံးသက်ခဲ့ပြီမဲ့လေကိုသမားဘူဟာရာဒီချင်းနစ်ကူမာကိုသမားပုတ်ထုတ်ထားခင်ဗျာဒီဘောတင်မဲ့ပြန်ရတာတယ်ထကန်နေဟောနေကြော်သွားခဲ့ပြီးတော့ဒီဘောတင်ပထမခြေပါဝေးရရှိမဲ့ခွင်ရနေနဲငယ်လေးလွဲချော်သွားခဲ့ရလဲဖြစ်ပါတယ်ဒေါ်လေးကောင်းမွန်တဲ့ခက်ကာရဲ့ကန်ချက်လည်းဖြစ်ပါတယ်ယာရာရဲ့ခွင့်ရကိုရတယ်လို့နောက်ပြန်ကန်ချက်နဲ့ခက်ကာအဆုံးသတ်ခဲ့တာဖြစ်ပြီးတော့မူစတာဘာကနေပေးထားတယ်ရှုပ်ချက်ခက်နေရခင်ဗျအချဆန်ယာရာဒီမဲ့အချဆန်ဒီရဖန်နီဘူးကျူးသားမြထပ်ပေးထားတယ်ဒီဘောတင်းမယ်အဖတာကီပဲချက်ဖြတ်လိုက်မယ်အဖတာကီအေရီရမြို့တော့ပေးထားတယ်ဒီဘောတင်းမဲ့ပြရှင်းလာခင်ဗျခန်းစစ်ကဥရာမြဒါမဲ့လဲပင်ဖို့ပုံမတိကြတဲ့နေသားတစ်ခုမှာစီရီယာတင်မဲ့အေရီရလည်းဝင်လာပြီးအချိန်နဲ့ကြည့်နေလက်ကန်ပြီစီရီယာတင်တို့နောက်ထပ်ဘရာတစ်ဘယ်ချမ်းနေပဲအချိန်နဲ့ကြည့်နေတဲ့ဘရာတစ်ပဲအေရီရဖြတ်ချိုးပေးပြီးခြေပါကိုပြန်ရဖို့အတွက်နီဘောတင်တိုက်စစ်ဆင်နေခဲ့တာဖြစ်ပါတယ်။တင်းတို့ပါဝင်နေခဲ့တာဖြစ်ပါတယ်။ဒီအသင်း၅သင်းနဲ့မှအသင်းသင်းရပဲတိုက်ရိုက်ခြေစပွဲအောင်မြင်ဖို့ရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဘယ်သင်းကအခွင့်အကောင်းတစ်ခုကိုအသုံးချနိုင်ပြီစောင့်ကြည့်ရမယ်။ဒီချိန်မှာနီဘောတင်မဲ့လည်းဖြတ်ချိုးပေးပေးပြီ။ဂိုးပြီများ။မကိုထိုးပေါက်ဖို့အခက်တွေ့နေတဲ့နီဘောတင်ရဲ့အဆုံးသက်ကလုံးဝအမှားယွင်းခင်းနဲ့တွင်ကိုတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့တိုက်စစ်ပွဲမှာပေါင်လာခဲ့တဲ့နီကူမာလန်နစာတော့စတင်ဖော်ဆောင်ခဲ့ပြီလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့စီရီယာတင်ထောက်ကမော်ကန်မယ်ခင်ဗျာကနေပေးထားတယ်ဘရရှန်ပြရှင်းလာခင်ဗျာစီရီယာတင်မယ်
ဘယ်လိုပေးထားတယ်အေဟာရီရီပဲရာနေမဲ့အေဟာရီရီကနေပေးထားတယ်ဒီဘောကိုနေသားမနေချင်မာကပရတိတပါလက်ကန်နေဘယ်ညံသားမအေရီယာပြင်ဘက်ကနေကန်နွေဆုံးသက်ခဲ့ရလဲဖြစ်ပါတယ်ဒီချိန်သူ့ရဲ့ကန်ကြောင့်ရှင်းလာခဲ့ရလဲဖြစ်ပါတယ်ဒီဘောတင်တမန်တိုက်စစ်စတင်မှုကျိုးသွားနေပြီဖြစ်ပါတယ်ဒီမှာရှိနေရဲ့မိုဟာမက်ဆမ်မကူမာစီယိုတိုင်ကနေပေးခဲ့ပေမဲ့လည်းဆမ်ဒီချေမာကပရတိတမ်ပါဆမ်မကူမာစီဆုံးသက်သွားနိုင်မှာကျွန်တော်ဆက်လက်ဆောင်ကြည့်သွားရမယ်ခင်ဗျဒီဘောကနေပေးထားတယ်မာတယ်ပေးကဲကိုဘီခင်ဗျာဆီးရီးယားတဲ့ဂိုးသမားအာဆန်ဟာဆန်ရဲ့မလိုလားတဲ့အမှားအယွင်းတစ်ခုကနေရလာတဲ့ခွင့်ရေးကိုပထမချဘောလုံးကပြက်ချက်ထွက်လာခဲ့ပြီးတော့နစ်စကူမာလင်းလင်းမြဲမြဲပဲပေါ်ရင်ကုန်ဆက်လို့ရဖို့ကောင်းလာခဲ့ပြီလေဖြစ်ပါတယ်ကိုကြီးပါတယ်ခက်ကာရလိုက်မှာခက်ကာဘရရှန်နစ်စကူမာဒီဘောတင်ရဲ့ဒီကစားသမားနစ်စကူမာပဲစမကောင်းနေမြနစ်စကူမာပဲတိုးဝင်လာမြနစ်စကူမာဆီးရီးယားတမဲတောင်ကမောကန်နေပေးတာအဲ့တော့ကြားတယ်ဒီဘောတင်ရဲ့ခန်းစစ်ကပဲဥရာရမြတော့မရေမရအနေထားတစ်ခုအသင်းတစ်ခုလုံးမှာအခွင့်အရေးစတူပြန်ပြီးတော့ရောက်လာခဲ့တဲ့အနေထားတစ်ခုတော့ရှိနေခဲ့ပြီဖြစ်ပါတယ်အရှရီလိုက်နေရခင်ဗျအရှရီတင်တော့အရှရီပြန်တွဲထားရမြဒီဘောတင်ရဲ့ကွင်းပြောင်းလဲသွားစီမှာပဲဖြစ်ပါတယ်လူချိုပဲအရှရီအေရီယာတွေကိုဖန်တီးပေးထားတယ်ပိတ်တယ်ထွက်လာရင်မှတိုက်တယ်ကိုဘီခင်ဗျလက်ကြီးချိန်မှာတော့ဆီးရီးယားတင်စရိုဒါမြောက်ဥဆောင်ကိုရရှိခဲ့ပေမဲ့လည်းပန်နတီပစ်တန်ဖော်ပြတတ်မှတ်ပေးခဲ့သလိုခါကီကိုတော့ထိုင်ရိုင်ဒီကပ်ပြအဖာရက်ကိုဘီခင်ဗျလက်ကြီးချိန်မှာတော့ဆီးရီးယားတင်သူတို့တင်အနိုင်တေးကြစေမဲ့တွင်းကိုတော့ပန်နတီပစ်တန်မောကနေလူဆောင်ရင်စားသမားအာမတ်အဖာရက်ကောင်းမွန်ဆုံးဆုံးသက်ပြီးတော့စရိုဒါမြောက်ဥဆောင်ကိုပြန်လဲရယူဖို့တော့တော်လေးခက်ခဲသွားခဲ့ပြီလေဖြစ်ပါတယ်ဖာရက်ရလာရင်မြဖာရက်ပြန်ခောက်ထားရင်မြဖာရက်အေရတွေကိုကန်ပေးထားတယ်ခါလေအစစ်တင်နေရတော့ဆီးရီးယားတင်ရောက်ရှိသွားမှလည်းဖြစ်ပါတယ်ဒုတိယနေရာမှာတော့ကျွန်တော်စီရင်ကန်ဆက်ဆက်စီတွဲမှာပဲဒီဘောတင်နဲ့ဆီးရီးယားတင်တို့ရဲ့ပွဲကြခြင်းမိနစ်90ကတော့ပြီးဆုံးသွားခဲ့ပြီလေဖြစ်ပါတယ်